မင်္ဂလာပါအပတ်စဉ်စနေညပမာတိုင်းတာဘာသာဖြင့်တင်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့တိမ့်ပိုက်တင်မတ်လ9ရက်ဆွန်ပရာဘုံတင်နဲ့ဖားကန်တမခန်ကစစ်ပေးဆောင်လာတဲ့ပြည်သူတွေစားနပ်ရိက္ခာရေးတကြီးလိုအပ်နေတဲ့တင်တွေကိုကျမရှိမုံကတင်ဆက်သွားပါမယ်ဒီကနေ့မတ်လ9ရက်နေ့မနက်မှာလက်ကြားရောင်မစံကောင်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ညနေပိုင်း2 နာရီမှာလဲလိုက်စာဖက်ကိုလက်နက်ကြီးရန်တမ်းပစ်နေကြတပ်စခန်းတစ်ခုဖြစ်တဲ့ခရဘုံစစ်ကောင်စီတပ်ကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီလို့ရှေ့တန်းတည်ရင်းမြစ်တွေစီကနေသိရပါတယ်။ KIA ဌာနချုပ်လိုက်စာအနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကမတ်လ9ရက်နေ့မနက်6 နာရီခွဲလောက်ကနေရှေ့တန်းစစ်မြေပြင်အခြေအနေရစစ်စင်တိုက်ခိုက်ခဲ့ရမှာအင်ထပ်ဘုံစစ်ကောင်စီတပ်စခန်းနဲ့အခြားကာကင်းစခန်းများပြားကိုတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။မတ်လ10ရက်မှာတော့မလိခမှာတက်ဆွဲထားတဲ့မလိစစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးတော့၎င်းစခန်းကိုမိရှို့ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။မတ်လ10ရက်နေ့ညမှာလဲစတုံးကန်ပန်ဒီလမ်းမှာရှိတဲ့လက်ကက်ကောင်စစ်ကောင်စီစခန်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ဆက်လက်ပြီးအောင်မြေတစ်မှာတက်ဆွဲထားတဲ့ရွှေမင်းပြည်သူစစ်အဖွဲ့ကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေကမတ်လ9ရက်ဒီကနေ့မှာအပြီးတိုင်မိရှို့ဖျက်ဆီးလိုက်နိုင်ပြီလို့ရှေ့တန်းသတင်းတွေစီကနေသိရပါတယ်။ခေါင်းကိုင်ဘုံမှာတက်ဆွဲနေတဲ့စစ်ကောင်စီလက်နက်ကြီးတပ်ခလာရ140နေစခန်းကိုလည်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးတော့ခါရဘုံအောက်မှာရှိတဲ့ရိခူးကောင်စစ်ကောင်စီ post ကိုလည်းသိမ်းယူထားနိုင်ပြီလို့သိရပါတယ်။ဒါအပြင် KIA တပ်မဟာ3လက်အောက်ကပူးပေါင်းတပ်ဖွဲ့တွေဟာလည်းတပ်ဆိုင်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲ3ရက်သားအတွင်းစစ်ကောင်စီရဲ့တပ်စခန်းကြီးစခန်းသေး20ဝန်းကျင်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ KIA ဌာနချုပ်အနီးဝန်းကျင်မှာတိုက်ပွဲတွေဖော်ဆောင်လာတာနဲ့အမျှ KIA တပ်မဟာနေမြေအသီးသီးမှာလည်းစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့စုံစမ်းသိရှိရပါတယ်။အခုသိမ်းပိုက်ထားတဲ့တပ်စခန်းတွေဟာ2021-2022တုန်းကဗမာစစ်တပ်ကအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ KIA တပ်စခန်းကုန်းနေရာတွေတာဖြစ်တယ်လို့သိရှိရပါတယ်။ပူတာအိုခရိုင်ထဲကဆွန်ပရာဘုံမြို့နယ်မှာရှိတဲ့မလိရောင်စစ်ကောင်စီတပ်စခန်းကိုမတ်လ9ရက်ဒီကနေ့မနက်ပိုင်းမှာ KIA, KPF နဲ့ KPTF ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိတယ်လို့သိရပါတယ်။မလိရောင်စခန်းကိုမနေ့ကညနေ4 နာရီကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ည7 နာရီလောက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆွန်ပရာဘုံမြေစခန်းကလည်းအလံဖြူထောင်လက်နက်ချပြီးစခန်းမှုအပါ73ဦးအလင်းဝင်လာတယ်လို့ရှေ့တန်းသတင်းရစ်မြစ်တွေကနေသိရပါတယ်။စစ်ကောင်စီတပ်ရဲ့မလိရောင်စခန်းဟာဆွန်ပရာဘုံမြို့နဲ့18မိုင်ဝေးတဲ့မလိခမြစ်ကမ်းဘေးမှာတည်ရှိပြီးတော့စစ်အင်အား90လောက်ထိုင်တဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။မလိရောင်စစ်ကောင်စီတပ်စခန်းဟာဆွန်ပရာဘုံမြို့ကိုထိန်းချုပ်ရာမှာအရေးပါတဲ့စခန်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နေ့ကလည်းခေါင်လန်ဖူးမြို့နယ်ခရန်တီဒမ်ခေါင်လန်ဖူးဌာနေပြည်သူစစ်စခန်းကိုကချင်လွတ်မြောက်ရေးတပ် KIA, KPTF နဲ့ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ဖားကန်တာမခန်ဒေတာမှာစစ်ကောင်စီတပ်နဲ့ KIA စုပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်တွေဟာပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးလိုက်တာကြောင့်ယခုချိန်မှာပြည်သူတွေဟာစားနပ်ရိက္ခာနဲ့နေစရာနေရာအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေနဲ့ PTF တွေတပြိုင်တည်းမြို့ပတ်ဝင်လာမှာကိုစိုးရိမ်တာကြောင့်မြို့အဝင်အထက်ဂိတ်လည်းပိတ်လိုက်ပြီလို့သိရပါတယ်။ယခုချိန်တာမခန်ကစစ်ပေးဆောင်လာတဲ့ပြည်သူတချို့ဟာစားစရာနဲ့နေစရာပိုင်းမှာအခက်ခဲရှိနေကြောင်းနဲ့တချို့ပြည်သူတွေဟာမိမိရောက်ရာနေရာမှာနေစားအလုပ်လုပ်ကိုင်ပြီးစားတောက်ရေးကိုတတ်နိုင်တဲ့လောက်ဖြည့်ရှင်းနေရတယ်လို့သိရပါတယ်။ဖားကန်တာမခန်ဒေတာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ29ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မတ်လ3ရက်နေ့ကစပြီးစစ်ကောင်စီတပ်ဟာပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။တင်တင်ဆက်မှုပြီးဆုံးသွားပါပြီ။အပတ်စဉ်စနေညပမာတိုင်းတာဘာသာဖြင့်တင်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။